အားလုံးပဲမင်္ဂလာပါဒီနေ့တော့ teriyaki salmon ငါးကို air fryer နဲ့ဘယ်လိုกินရလဲဆိုတာလေးကိုပြပြပေးပါမယ်အရင်ဆုံးငါးထဲမှာပါတဲ့အရိုးတွေကိုနှွှင်ပေးထားပါမယ်ပါဝင်တဲ့ပစ္စည်းတွေကတော့ရန်ကိုယူရှင်းပါတယ်တက်သွန်ဖြူteriyaki sauce 3 စွန်းပြားရည်မြုပ်ကမီမီမရှိလို့ရှင်ဆန်ရက်ကိုလည်းသုံးပြုပေးနိုင်ပါတယ်အရသာကိုတော့တနားရီလောက်နှက်ထားပေးရပါမယ်ကဲ၍တနားရီလောက်မနှက်ထားနိုင်ဘူးဆိုလို့ရှင်လည်း15မိနစ်လောက်နှက်အောင်နဲ့ဆင်ပြေပါတယ်ပူချိန်ကိုတော့185ဒီဂရီနဲ့12မိနစ်ဒါမှမဟုတ်လို့ရှိရင်14မိနစ်သုံးပြပါတယ်ကဲခုဆို honey teriyaki salmon လေးကိုရရှိပြီဖြစ်ပါတယ်ထမင်းပူပူလေးနဲ့ပဲဖြစ်ဖြစ်ခောက်ဆွဲလေးနွေးလေးနဲ့ပဲဖြစ်ဖြစ်စားသုံးနိုင်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်